ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကျိုးစီးပွားအတ္တအတွက်မြန်မာပြည်ကိုချစ်တယ်လို့လိန်နေကြတဲ့လူတွေနေပုံများပါတယ်အဲ့ဒီထက်မှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ဒီနေ့ကပထမဆုံးပြောရမှာကရွေးကောက်ပွဲအပိုင်းနှစ်ပေါ့နော်ရွေးကောက်ပွဲအပိုင်းနှစ်ကကျင်းပဖို့ပြောရရင်တော့2ရက်ပဲလိုတော့လို့ပြောချင်ပါတယ်ဘာလို့ဒီနေ့8ဆိုတော့9:30 2ရက်ပြီးရင်နောက်တစ်နေ့မှာခင်ဗျားတို့မဲတော့ပေးကြရမှာဆိုတော့ဒါအပိုင်းနှစ်ကလည်းကျင်းပဖို့2ရက်ပဲလိုတော့တယ်ပေါ့နော်ဆိုတော့2ရက်ပဲလိုတော့တဲ့အချိန်ထိရွေးကောက်ပွဲအပိုင်းနှစ်ကျင်းပဖို့2ရက်ပဲလိုတဲ့အချိန်ထိတိုင်းယူဘယ်လိုခေါ်မလဲမဲယုံကိုတွားကြဖို့မတွားကြဖို့ကိစ္စတွေလှုံ့ဆော်နေရသေးပဲပြောနေရသေးပဲပေါ့နော်ပြည်သူလူထုကလည်းတွားတယ်မတွားတယ်စဉ်းစားနေရသေးပဲအပိုင်းတစ်ကရလက်ကိုကြည့်ပြီးတော့အပိုင်းနှစ်ကိုလည်းတွားပြီးရင်ကောင်းမလားပေးကောင်းမလားတွေ့နေကြသေးပဲပေါ့နော်တချို့ရှိတယ်အဲ့တော့ကျွန်တော်ပြည်သူလူထုကိုပြောချင်တာကအပိုင်းတစ်ကရလက်ကိုကြည့်တဲ့အခါတချို့ခင်ဗျားတို့ဒီအပိုင်းတစ်ကရလက်ကိုကြည့်ပြီးတော့ဘာပြောဟိုအခြေအနေဘယ်ကိုသွားနေလဲဆိုတော့မြင်သွားပြီဆိုရင်အပိုင်းနှစ်ကိုကျွန်တော်တို့ဘယ်လိုသွားကြမလဲတရားစဉ်းစားကြဖို့လိုတယ်အပိုင်းတစ်ကအပိုင်းနှစ်ကပြီးသွားရင်အစိုးရတစ်ရက်ကဘယ်သူဥဆောင်အစိုးရဖွဲ့မလဲဆိုတာထင်းထင်းကြီးပေါ်လာမယ့်သဘောရှိတယ်အပိုင်းနှစ်ပြီးရင်ပေါ့ဆိုတော့အပိုင်းနှစ်မှာမြို့100ကိုအပိုင်းတစ်က100နဲ့2မြို့အပိုင်းနှစ်မှာမြို့100ပေါ့နော်စုစုပေါင်း200နဲ့2မြို့ပြီးသွားရင်အပိုင်း3ပြီးသွားတာနဲ့ကျွန်တော်265မြို့နယ်ပဲကျင်းပနိုင်မှာဖြစ်တဲ့အတွက်အပိုင်း3ကကျန်တဲ့နည်းနည်းလေးပဲကျင်းပနိုင်မှာဖြစ်တဲ့အတွက်ပြောရင်တော့မြို့200လောက်ပြီးသွားပြီဆိုတော့202မြို့နယ်ပြီးသွားပြီဆိုကြတဲ့အစိုးရရဲ့ဒီလွှတ်တော်မှာကိုယ်စားလှယ်လောင်းရောက်200တမတော်သားကိုယ်စားလှယ်တွေရနောက်တစ်ခါမြို့သားလွှတ်တော်ကလူဦးရေအဲ့ဒါအကုန်ပေါင်းလိုက်ရင်ဘယ်သူကဖြစ်မလဲပေါ့နော်ဖြစ်မလဲအစိုးရဖြစ်မလဲဖွဲ့မလဲဆိုတာပေါ်လွင်နေတာဖြစ်တယ်ပေါ့နော်လက်ရှိအပိုင်းတက်မှာတော့80ရာခိုင်နှုန်းထက်မနည်းကိုပြည်ခိုင်ဖြိုးကနိုင်ထားတယ်ပေါ့နော်80ရာခိုင်နှုန်းနဲ့ပဲကျွန်တော်ပြောပါဆိုတော့ကိန်းကနန်းနဲ့ကြတော့ UEC ကထုတ်ပြန်တာတော့ခုထိမပြတ်သေးဘူးအပိုင်းတက်ကိုဆိုတော့ရာခိုင်နှုန်းနဲ့ပြောချင်တာ80ရာခိုင်နှုန်းနဲ့ထက်ကိုပြည်ခိုင်ဖြိုးကနိုင်ထားပြီးသွားပြီကျန်တဲ့ပါတီတွေနိုင်ကြပါတယ်အမျိုးသားလူတော်နေရာတွေပြည်သူလူတော်နေရာတွေကိုနိုင်ကြ1ယောက်နိုင်2ယောက်နိုင်အဲ့လို3ယောက်4ယောက်နိုင်အဲ့လိုနိုင်လေးရှိကြပါတယ်ပြည်ခိုင်ဖြိုးနိုင်တယ်တာဆညနည်းနည်းနိုင်တယ်ရခိုင်ဒေါက်တာအီမွန်တို့ပါတီနည်းနည်းနိုင်တယ်ပြည်သူပါတီနည်းနည်းနိုင်တယ်ပေါ့ဗျာဟိုထားသဖြင့်ပေါ့ရှမ်းပါတီနည်းနည်းနိုင်တယ်တိုင်းရင်းသားဒေသတွေမှာပို့နိုင်တယ်ဒီဘာခေါ်လဲမွန်နေတချို့နိုင်တယ်အစသဖြင့်ပေါ့နိုင်တဲ့ဟာလေးရှိကြပါတယ်ရှိတော့သူ့အတူတော့ရှိကြပါတယ်ရာခိုင်နှုန်းတစ်ခုတော့ရှိကြပါတယ်ဆိုတော့လွတ်တော်အချိုးစားထဲမှာကျွန်တော်ကတော့ဒီအချိုးစားမျှသွားစေချင်ပါတယ်ဆိုတော့ဥဆောင်ဖွဲ့မဲ့ကတော့ပြည်ခိုင်ဖြိုးဆိုတော့ဥဆောင်ဖွဲ့မဲ့ဆိုတော့ကျွန်တော်တို့ကဒါမှန်းလို့ရနေပြီပေါ့နော်တေချာနေပြီဒါပေမဲ့တစ်ဖက်မှာအခြားပါတီတွေလည်းလူစုံတက်ဆုံပါသွားသိချင်တယ်ပြီးတော့ဒီတစ်ခေါက်မှာတတိပုဂ္ဂလတွေလည်းပါတဲ့ခါကျတော့တချို့နေရာတွေမှာတတိပုဂ္ဂလတွေကိုလည်းလူတော်တွေကိုလည်းပါသွားစေချင်တယ်ဒါကျွန်တော်ရဲ့ရိုးသားတော်ဝန်ခံချက်ပါသွားစေချင်တယ်ဘာကြောင့်လဲတတိပုဂ္ဂလရဲ့လူတော်တချို့တွေပါသွားတဲ့ခါလွတ်တော်ထဲမှာသူတို့ကြာနာသူတို့ပြောကြဆိုကြမယ်ထောက်ပြပြောဆိုဝေဖန်မယ်ပြီးရင်အများပြည်သူအချို့တွေသူတို့လုံးကြပါလိမ့်မယ်အဲ့ဒါတွေတောင်ပါသွားစေချင်ပါတယ်ဆိုတော့ဟိုအစိုးရဖွဲ့နိုင်တဲ့ပါတီရဲ့အစိုးရဖွဲ့ဖို့တော့သူကသူမဲခိုင်မာမဲတွေသူရအောင်ယူသွားလိမ့်မယ်အကျန်တဲ့နေရာတွေတချို့ဟိုအပြိုင်အဆိုင်အားကောင်းမဲ့နေရာတွေမှာကျတော့လေတချို့ဒီစဉ်းစားကြတရားရှိတာပေါ့စဉ်းစားကြအများကြီးရှိတယ်ဒါကြောင့်မလို့ပြည်သူလူထုအနေနဲ့မဲတော့ထွက်ပေးကြပါထွက်ပေးပြီးတော့ပဲကျွန်တော်တို့ရွေးကောက်ပွဲမှာမဲထွက်ပေးပြီးတော့ကျွန်တော်တို့တိုင်းပြည်အပြောင်းလဲကိုအားလုံးကလိုလားနေတယ်ဆိုတော့ပြသကြပါအပြောင်းလဲကိုလိုချင်မဲထွက်ပေးရမယ်အပြောင်းလဲမလိုချင်တော့မဲထွက်မပေးချင်တယ်ပေါ့ဒါပဲရှိတယ်ခင်ဗျားတို့ကအပြောင်းလဲမကြိုက်ဘူးဆိုရင်တော့မဲထွက်မပေးနဲ့ပေါ့ဗျာကျွန်တော်တို့အပြောင်းလဲလိုချင်တယ်ဆိုရင်မဲထွက်ပေးပေါ့ဒါပဲကျွန်တော်တို့ပြောနိုင်တယ်ပေါ့နော်ဆိုတော့ဒါအပိုင်းနှစ်ကိုနီးလာပြီလို့ပြောလို့ရတယ်ဆိုတော့အပိုင်းနှစ်နီးတဲ့အချိန်မှာထူးထူးခြားဒီရပိုင်းမှာသတင်းတစ်ခုထပ်ပြီးတော့စပြီးဒီနေ့ဆိုသတင်းတွေထွက်တယ်အဲ့ဒါပါဆိုပြည်သူပါတီကအမှတ်လောင်းတစ်ယောက်ထောင်တစ်နှစ်ကြာသွားပါတယ်ဒီသတင်းကတော့အားလုံးလဲဒီခံမှန်းပြီးသားဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဒီပုဂ္ဂိုလ်ကပြည်သူပါတီနော်ဟိုဦးကိုကြီးရဲ့ပြည်သူပါတီကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းသင်္ကန်းကျွန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းပေါ့နော်သူကတော့အားလုံးသိတဲ့အတိုင်းပဲဒီရွေးကောက်ပွဲမဲဆွယ်တဲ့အချိန်မှာသူပြောတဲ့စကားကဝေဖန်စရာဖြစ်သွားတယ်ထောက်ပြတယ်ဖြစ်သွားတယ်အဲ့တော့သူ့ကိုတိုက်ကြသူတွေအများပြပေါ်ခဲ့တယ်ပေါ့ဗျာနော်ဆိုတော့သူ့ကိုလာပြီးတော့ဒီရွေးကောက်ပွဲအပိုင်းတစ်ကျင်းပပြီးနောက်တစ်ရက်နေ့မှာပဲသူ့ကိုလာပြီးတော့သက်ဆိုင်ရာတာဝန်ရှိသူတွေခေါ်သွားတယ်ခေါ်သွားပြီးအမှုဖွင့်ထားတဲ့အကြောင်းလာပြီးခေါ်ယူသွားပြီးတဲ့နောက်အမိန့်ချတယ်ပေါ့အမိန့်ချတာအလုံးနဲ့ထောင်နဲ့တစ်နှစ်ကြာတယ်လို့သိရတယ်ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ58ဂငယ်နဲ့ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေများကိုဖောက်ဖျက်ကျူးလွန်ခြင်းဆိုတဲ့ပုံမှန်နဲ့ဒီနေ့မနေ့17နာရီခွဲမှာမြို့နယ်တရားသူကြီးရှိမှာအမိန့်ချလိုက်ပါတယ်ဆိုပြီးကျွန်တော်အကြံဉာဏ်သိရတယ်ဆိုတော့ဒီနေ့အမိန့်ချခံလိုက်ရတဲ့အတွက်သူကထောင်တစ်နှစ်စကြာပြီဆိုတော့သူဒီသင်္ကန်းကျွန်းမှာပြိုင်ထားခြင်းမပြိုင်ထားခြင်းနိုင်ခြင်းမနိုင်ခြင်းရှုံးခြင်းမရှုံးခြင်းဘာမှသက်ဆိုင်မှုမရှိတော့ဘဲနဲ့သူကတေချာပေါက်ထောင်ကျသွားပြီဖြစ်တယ်ကိုယ်စားလောင်းဖြစ်ကနေပယ်ဖြတ်သွားပြီပေါ့ဗျာပြက်ပြဲသွားပြီပေါ့ကိုယ်စားလောင်းမဟုတ်တော့ပြက်ပြဲသွားပြီဖြစ်သွားတယ်ပေါ့နော်ဆိုတော့သူ့ကိုဒီဇင်ဘာ18ရက်တုန်းကတော့ညပိုင်းမှာသင်္ကန်းကျွန်းမြို့နယ်ရဲစခန်းလာခေါ်တယ်ခေါ်ပြီးတော့သူ့ကိုပြီးတော့ပြန်လွှတ်ပေးတယ်ပေါ့နော်ပြန်လွှတ်ပေးတယ်အမှန်ကန်လွှတ်ပေးပြီးတော့အခြေအနေစောင့်ကြည့်နေတယ်ရွေးကောက်ပွဲပြီးသွားတဲ့အချိန်ကျမှတခါပြန်ပြီးသူ့ဖွင့်ထားတဲ့အမှုတွေနဲ့ညီပြန်ပြီးတော့ဖြစ်တယ်ပေါ့အဲ့တော့လောဆယ်သူထောင်တစ်နှစ်ကြာပြီပေါ့ဗျာဆိုတော့
ဒီကိစ္စနဲ့ပတ်သက်ရင်တော့လူတွေကပြောကြတာရှိတာဗျာမဟိုဒီလောက်လေးပြောတာနဲ့ပဲထောင်နဲ့ထည့်စရာလားဘာလားညာလားပေါ့ဒီလောက်လေးဆိုရင်သူ့ဒီလောက်လေးကလည်းစဉ်းစားကြည့်ဗျာတော်လန်ကြီးတို့အရေးတော်ဘုံတို့စသဖြင့်ဆက်ပြောတော့သူတို့ကအရေးတော်ဘုံကဘလို့ပါဝင်ခဲ့တယ်တော်လန်ကြီးကိုဘလို့ပါဝင်ခဲ့တယ်ဘလို့ပူပေါင်းခဲ့တယ်ဆိုတော့စဉ်းစားကြည့်လေဗျာတော်လန်ကြီးလို့စကားလုံးသုံးတယ်ရေးတော်ဘုံဆိုတဲ့စကားလုံးဒီစကားလုံးတွေကနိုင်ငံတော်ပုံကံမှုမြောက်တယ်လို့ပြောလို့ရတာပေါ့ဘာကြောင့်လဲဆိုတော့တိုင်းပြည်တွေမှာလူတွေကအခုချိန်ထိနားမလည်ကြသေးတဲ့စကားတွေရှိတယ်ဗျနားမလည်ကြသေးတော်လန်ရေးဆိုတဲ့စကားလုံးရဲ့အအတိတ်ပဲကိုခင်ဗျားတို့မြန်မာစာကောင်းကောင်းနားလည်ဆိုရင်ဘာသာပြန်ကြည့်ကြပါလားမြန်မာစာမြန်မာလိုဘာသာကျွန်တော်ပြန်ပေးနေရတယ်ဆိုကြတဲ့ကခင်ဗျားတို့ကဘာဖြစ်နေလဲဆိုတော့မြန်မာစာမြန်မာလိုမတက်ကြဘူးဆိုတဲ့အထိပဲတက်ရောက်တယ်မြန်မာတယောက်မြန်မာစာမတက်ချင်းရှက်ဖို့ကောင်းတယ်တော်လန်ရေးဆိုတဲ့စကားလုံးကဘာလို့သုံးတာလဲဒီချစဉ်းစားကြဖို့သိဖို့လိုတယ်တော်လန်ရေးဆိုတာဘယ်ကစပေါ်လာလဲဆိုတဲ့စကားလုံးသိရမယ်အရေးတော်ဘုံဆိုတဲ့စကားလုံးဒါတွေရောဘယ်ကစပေါ်လာလဲသိရမယ်နော်ဆိုတော့တိတ်ဒီစကားလုံးတွေကတိတ်ကိုတိုင်းပြည်နဲ့ရှင်ဂုံတိတ်ခါကြီးမားတဲ့စကားလုံးတွေဗျစကားလုံးကြီးမားတဲ့စကားလုံးတွေဒီစကားလုံးတွေကိုပေါ်ပဲပေါက်တက်ခဲ့ရတယ်မှာရှောက်မ300ဘူးပွင့်လင်းပြောတယ်တော်လန်ရေးဆိုတာကျွန်တော်တို့နိုင်ငံကိုအင်္ဂလိပ်တွေလာအုပ်ချုပ်တဲ့အချိန်မှာ300ပုံကန်ချင်းနဲ့တော်လန်ချင်းနဲ့မတူဘူးဗျပုံကန်တာရဲ့တော်လန်တာရဲ့မတူဘူးအခုကျွန်တော်တို့နိုင်ငံသားတွေတချို့တွေလုပ်နေတာအဲ့ဒါပုံကန်တာတော်လန်နဲ့ဆိုတာတိုင်းတစ်ပါးသားကလာအုပ်ချုပ်တဲ့အချိန်မှာတိုင်းတစ်ပါးသားကကိုယ်နိုင်ငံကိုလာအုပ်ချုပ်တာအဲ့ဒါကိုလာအုပ်ချုပ်သွားတဲ့ဟာကိုပြန်ပြီးတော့ကိုယ်နိုင်ငံသားအုပ်ချုပ်တဲ့ဘဝကိုပြန်အောင်တော်လန်ချင်းကိုတော်လန်ကြီးလို့သုံးတာဂုံးတိတ်ကကြီးတယ်အဲ့တော့ကိုယ်နိုင်ငံသားတွေအုပ်ချုပ်နေတာကိုပြန်ပြီးတော့ပုံကန်တဲ့ကိစ္စကိုတော်လန်ပါတယ်လို့သုံးတာကတော့ရှင်းပြောရင်တော့တမိုင်းကိုမသိဘူးလို့ပဲနိုင်ငံရေးမကြည်ညက်ဘူးစာမကြည်ညက်ဘူးစာပေမကြည်ညက်ဘူးရည်ကျက်မှုတမိုင်းမကြည်ညက်ဘူးနိုင်ငံရေးမကြည်ညက်ဘူးလို့ခေါ်တယ်ပေါ့ဗျာနော်ဆိုတော့ဒါတစ်ချက်တော့အရေးတော်ပုံဆိုတဲ့စကားလုံးကနိုင်ငံနဲ့ချီတယ်ဗျဘယ်သူ့ကိုအရေးတော်ပုံနေရလဲဆိုတဲ့စကားလုံးပေါ့ဆိုတော့ဒါကြောင့်ကျွန်တော်ဒီနေရာမှာလေတချို့နိုင်ငံရေးသမားတွေကိုသိစေချင်တာပါဒီပုဂ္ဂိုလ်ကတော့သူ့အပြစ်သူခံရပြီးဆိုတော့ကျွန်တော်ဒါကိုမှတ်ချက်အများကြီးပေးလို့ရမယ်တခြားသောနိုင်ငံရေးသမားတွေတချို့သောဒီပြည်သူလူထုတချို့တွေတုံးနေတဲ့စကားလုံးတွေပေါ့တော်လန်ရေးဆိုတုံးနေတာအဲ့တော်လန်ရေးလို့တုံးနေတဲ့လူတွေကအခုအုပ်ချုပ်နေတဲ့လူတွေကနိုင်ငံခြားသားတွေမဟုတ်တာမြန်မာနိုင်ငံသားစစ်တိုင်းရင်းသားစစ်တွေအုပ်ချုပ်နေတာနော်ဟိုပြန်ကြည့်လိုက်ရင်ကိုယ်နိုင်ငံသားတွေပဲအုပ်ချုပ်နေတာဘယ်နွားမှတိုင်းတစ်ပါးသားနဲ့သားဆက်ဖောက်ထားတဲ့ကောင်တော့ခေါင်းအောင်ပါပြောရဲအဲ့ဒါကိုလွဲနေတာပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒါကြောင့်ကျွန်တော်တို့ကဒါကိုလွဲတာအဲ့တော့ဒီနေ့ခေတ်နိုင်ငံရေးသမားတွေတချို့နိုင်ငံရေးသမားတွေပေါ့ဗျာထောင်ကြဘူးမှနိုင်ငံရေးသမားလို့ကိုတတ်မှတ်ထားတဲ့ပုံကိုယ်တွေကိုပြောတာနိုင်ငံရေးသမားဆိုတာထောင်ကြဘူးရမယ်လို့တတ်မှတ်ထားတဲ့ပုံကိုယ်တွေကိုပြောချင်တာနော်နိုင်ငံရေးသမားကထောင်ကြမကြနိုင်ငံရေးသမားနိုင်ငံကိုပြုပြင်ပြောင်းလဲတိုးတက်စေခြင်းနဲ့စိတ်နဲ့စူးစမ်းပန်းစားလုပ်နေတဲ့သူတွေမှတမနိုင်ငံရေးသမားပဲထောင်ကြမှာနိုင်ငံရေးသမားဆိုတုံးနေတဲ့လူတွေအကုန်လုံးကရှင်းပြောရင်သူတို့စိတ်ထဲမှာဘာလဲဆိုတော့ထောင်လောက်ပဲနိုင်ငံရေးလို့တွေးထားတာကျန်တော်နိုင်ငံရေးလို့တွေးထားတာမဟုတ်ဘူးဒါကြောင့်မို့လို့သူတို့ရဲ့အတွေးခေါ်ကိုယ်တွေကထောင်လောက်ပဲတွေးတဲ့အစင်တမ်းမို့လို့ထောင်ကြမှာနိုင်ငံရေးသမားတွေးတဲ့အုပ်စုအဲ့ဒီအုပ်စုကသာတော်လန်ရေးဆိုတဲ့စကားလုံး3ညရင်3ညပါအဲ့တော့အဲ့လူတွေကိုသိစေချင်တာရဲ့နောက်ပြည်သူလူထုသိစေချင်တာနိုင်ငံရေးသမားတွေကတမိုင်းကိုကျင့်ရမယ်ယဉ်ကျေးမှုကိုကျင့်ရမယ်နော်နိုင်ငံရေးသမားတွေကောနော်တမိုင်းကိုကျင့်ရမယ်ယဉ်ကျေးမှုကျင့်ရမယ်မြန်မာစာကိုလည်းကျင့်ရမယ်မြန်မာစာလည်းမကျင့်ရဘူးတမိုင်းလည်းမသိယဉ်ကျေးမှုလည်းမသိအဲ့လူတွေကကျွန်တော်တို့နိုင်ငံမှာနိုင်ငံရေးလုပ်ပါတယ်ဆိုရင်အဲ့ဒါနိုင်ငံရေးလုပ်တာမဟုတ်ဘူးနိုင်ငံရေးနဲ့လှုပ်ရှားတာလက်ကြောခြေကြောမတင်လို့နိုင်ငံရေးအလုပ်ကိုလှုပ်ရှားတာလက်ကြောခြေကြောမတင်လို့နိုင်ငံရေးအလုပ်ကိုလှုပ်ရှားတာကိုယ်တိုင်ကဘာစီးပွားရေးမကောင်းမရှိဟိုလူတထေးစီလက်ဖြန့်တောင်းဒီလူတထေးစီလက်ဖြန့်တောင်းဟိုလူစီကနေပါတီဝင်ကြီးတောင်းပါတီကြီးတောင်းဟိုကြီးတောင်းဒီကြီးတောင်းရှောက်ကြီးတောင်းဟိုလူစီက project တောင်းဒီလူစီက project တောင်းပြီးဟောပြီးတော့အဲ့ဒါကိုနိုင်ငံရေးလို့ထင်နေရည်ပဲရည်ချင်တယ်နော်ပြောရှင်းရှင်းလေးပဲလူတွေကိုသိပါတယ်ဗျာကိုယ့်ရည်ချင်းကိုသိပါတယ်ကိုစီးပွားရေးဘာစီးပွားရေးလုပ်လို့ကိုဘာလုပ်ရလဲသိပါတယ်ရှင်းရှင်းလေးပဲအဲ့ဒါနိုင်ငံရေးသမားဆိုတာကိုသိရတယ်ခုနဒီတချို့မလို့တဲ့ကိစ္စတွေမလုပ်ကြဘူးဒါကိုတိုက်တွန်းတာအဲ့တော့တချို့ပါတီတွေရှိပါတယ်ဗျာကျွန်တော်မပြောချင်ပါဘူးကျွန်တော်မိတ်ဆွေတယောက်ကပြောတဲ့စကားတစ်ခုရှိတယ်ကျွန်တော်လည်းဘာပြောမှမသိဘူးမိတ်ဆွေတယောက်ဆိုအရင်တခြားဟိုပါခင်ဗျားတို့တချို့ထင်ပါဆိုလို့တချို့မိတ်ဆွေပြောတယ်ခင်ဗျားတို့ဟိုတလောကပြောတယ်ဗျာဟိုတခါကြာပြီးတဲ့ခင်ဗျားတို့ဘူးလက်ကြီးကခင်ဗျားတင်းပြီးပြောသေးတယ်လေတဲ့ပြောတယ်ဆိုအဲ့ဒါခင်ဗျားပြောရတဲ့ဟိုပါလေဒီပြည်ခိုင်ပြုတ်0လို့ခင်ဗျားပြောအရှိကြီးပေါ့ဗျာဇလန်နေပါပြည်ခိုင်ပြုတ်ခင်ဗျား0လို့ပြောရတယ်ခင်ဗျားကျွန်တော်ခင်ဗျားမီးလို့မပြရတယ်ပြည်ခိုင်ပြုတ်0လို့ခင်ဗျားပြောတယ်ဟုတ်ပြီတဲ့ပြည်ခိုင်ပြုတ်ကလူတွေရတယ်ဆင်းလာတော့ဟိုတက်ကဘိုးချုပ်ကြီးတွေနော်ဒုတိယဘိုးချုပ်ကြီးတွေနော်အနှိမ့်ဆုံးဘုံမူကြီးတွေတဲ့နော်ဘာဖြစ်လို့ဆိုတော့တဲ့ပြီးတော့အရက်ဘက်မှာလည်းဒေါက်တာတွေဘွဲရတယ်တကက်ပညာရှင်တွေပြတယ်အများကြီးပါလာတဲ့အများကြီးပါလာပြောရရင်တော့အဲ့ဒီလူတွေအကုန်လုံးအနည်းဆုံးတော့တက္ကသိုလ်တစ်ခုမှာဘွဲကိုကြီးမားကောင်းအောင်ယူခဲ့ကြတယ်တက္ကသိုလ်တကယ်ကိုယူစစ်တက္ကသိုလ်မှာရော NDC တွေဆင်းတာတွေစသဖြင့်ပေါ့ဗျာတကယ်ကိုယူထားတာဗျာအဲ့လိုအများကြီးယူထားတယ်တကယ်ကိုဝါပြထားတဲ့လူတွေတဲ့အဲ့လူတွေကိုခင်ဗျာ0လို့တော့ပြောလို့တဲ့အခါအခြားပါတီတွေခင်ဗျာကြည့်လိုက်စမ်းဗျာတဲ့ခင်ဗျာကြည့်စမ်းပါဗျာကြည့်လိုက်တိုင်းခင်ဗျာအဲ့ဒီပြည်ခိုင်ဖို့တော့ခင်ဗျာ0ပြောရင်ကျန်တဲ့ဟာတွေကိုခင်ဗျာ minus လို့အနှုတ်လက္ခဏာပြတယ်လို့ပြောမလားမသိဘူးတဲ့ခင်ဗျာဘာလို့ဆိုတော့တချို့တော့ပါတီတွေကဗျာတဲ့ခင်ဗျာလမ်းမရတကယ်ကလီကချီတွေပါတီကိုယ်တည်းကောက်ထည့်ထားတာဗျာတဲ့ခင်ဗျာပါတီဝင်နေဖြစ်နေထည့်ထားတာကလီကချီတွေထည့်ထားတယ်အဲ့ဒါတွေကို
ခင်ဗျားဘယ်လိုလုပ်မလဲဆိုတော့သူပြောမှကျွန်တော်ဒီချက်စဉ်းစားအေးဒါလည်းဟုတ်သားပဲစဉ်းစားပြီးတော့တကယ်ပါဒါကျန်တဲ့ပါတီကိုဘူးမှမဖြစ်တာမဟုတ်ဘူးရည်ရွယ်ဘာလို့ဆိုကိုရဲ့စင်တန်ပါတီစင်တန်ကိုမြင့်အောင်လုပ်ရမယ်ပိုမြင့်တယ်မြင့်အောင်လုပ်ရမယ်ပိုကောင်းအောင်လုပ်ရမယ်ဒါမှတော့နိုင်ငံကိုအကျိုးပြုလို့ရမှာနိုင်ငံကိုအကျိုးပြုချင်ကိုလည်းအကျိုးရှိရလို့ဖြစ်အောင်တန်ဖိုးရှိရလို့ဖြစ်အောင်လှုပ်ထားကြဖို့လိုတယ်ဒါကျွန်တော်တခါတည်းကျန်တဲ့ပါတီနိုင်ငံရေးသမားတွေအကုန်လုံးပြောတာပါဒီရွေးကောက်ပွဲနဲ့ဆိုင်မဲ့နဲ့ပြောတာပါကိုတန်ဖိုးရှိအောင်လှုပ်ထားကြဖို့လိုတယ်ကိုတန်ဖိုးတစ်ခုသတ်မှတ်ထားဖို့လိုတယ်ဈေးပေါ်ရောက်နေတဲ့သူတွေကဈေးပေါ်နဲ့ကိုချရောက်နေတဲ့လူတွေကနိုင်ငံရေးသမားပါဆိုရင်အဲ့ဒီနိုင်ငံရေးသမားဈေးပေါ်တဲ့နိုင်ငံရေးသမားဖြစ်သွားလိမ့်မယ်ကျွန်တော်ဒါကိုတော့ကျွန်တော်အနုညွတ်တောင်းပါတယ်မြေတားလေးရက်ခတ်နေကိုတန်ဖိုးမြင့်တာကို value တစ်ခုလှုပ်ထားပါပြီးတော့မှတကယ်နိုင်ငံအကျိုးပြုခြင်းလို့လုပ်ပါအဲ့ဒါမှပဲတန်ဖိုးရှိတဲ့နိုင်ငံရေးသမားဖြစ်မှာပါဒါကြောင့်ပေါ်ပဲတွေရှောက်မလို့ကြဘူးလေပြီးတော့လူလက်ခုပ်တန်ရရင်ပြီးရောရှောက်လို့တာမျိုးတွေစာရင်လူထုကလက်ခုပ်တီးကိုတီးရမှာမဟုတ်လို့တီးရတဲ့အထိလက်ခုပ်တီးရတဲ့အထိတော်တဲ့နိုင်ငံရေးသမားဖြစ်အောင်ကြိုးစားကြစီခြင်းတာမြင်ခြင်းတာကျွန်တော်မြင်ခြင်းတာအဲ့ဒါပါနော်ဟောဆက်လို့မနေ့ကျရင်ခင်ဗျားတို့ဒီပေါခေါင်းကလွတ်တော်ကိုယ်စားလောင်းတအုပ်နဲ့ကျွန်တော် interview လှမ်းပြီးလုပ်ထားတယ်ကျွန်တော်တို့ကိုယ်တိုင်သွားလို့မရတဲ့အတွက်လှမ်းလုပ်ထားတယ်မနေ့ကျရင်လည်းအယုတ်တန်လေးကြည့်လိုက်ကြအောင်အခြေတင်လေးတွေခြင်ထားတာပေါ့ဗျာနော်ကြည့်လိုက်ကြအောင်ပေါ့ဒါကျွန်တော်တို့ပြောတာပါနော်ထားပါတော့ဒါရွေးကောက်ပွဲကိစ္စတွေလည်းကျွန်တော်တို့ပြောပြီးပြီဆိုတော့ဒါမဲပေးကြဖို့လည်းတိုက်တွန်းချပြီးတော့နောက်ကျွန်တော်တို့ဘာထပ်ပြောရမလဲဆိုတော့ဒီအပြောင်းလဲတွေပေါ့ဒါရွေးကောက်ပွဲကလည်းတစ်ဖက်မှာဖြစ်နေသူဒီဘက်မှာလည်းတက်ကလည်းအပြောင်းလဲတွေလုပ်နေတယ်မကြခင်မှာအစိုးရလည်းအပြောင်းလဲဖြစ်မယ်တက်ကလည်းအပြောင်းလဲတွေလုပ်နေတယ်လုပ်တဲ့အခါမှာစိတ်ဝင်စားဖို့ကောင်းတဲ့အပြောင်းရွှေ့လေးတွေဒီအပိုင်းရှိနေတယ်ပေါ့နော်အဲ့ဒါအခြားမဟုတ်ဗျကျွန်တော်တို့လည်းဒီသတင်းလေးတွေအစလေးကျွန်တော်ရှိမှထွက်တယ်ပေါ့ဗျာကျွန်တော်ရတယ်လို့ကျွန်တော်သိတယ်လို့မပြောပါဘူးเนาะကျွန်တော်မြင်ရတဲ့ဟာလေးကျွန်တော်ပြောမယ်ဒါကြကျွန်တော်ကတချို့ကကြရင်ဒါလာဝါလာမဝါလာကျွန်တော်မသိဘူးဘာလို့တခါကျရင်တချို့လာဝါတွေကကွမ်းရဆိုင်မှာတော့ရတယ်ဆိုတော့အဲ့ကြောင့်ပါเนาะလာဝါတွေတချို့မှာသတင်းလေးထွက်လာပါတော့နပတာတဲ့လာရခကျုပ်တပခနပတာသတ္တတနတပခတနတသတ္တတဘာမခဆိုညွဒုလကခစကခ6ဥစတတမခ101တနတတာစသဖြင့်အဲ့လိုကြီးတက်လာဘာတွေပြောနာလဲပေါ့နော်ကျွန်တော်စဉ်းစားနေတာနပတလာခကျုပ်တပခနပတသတ္တတတပခတနတသတ္တတဘာတွေပြောနာလဲတော့ကျွန်တော်မသိဘူးဗျအဲ့ဒါတော့ကျွန်တော်တွေ့တော့ဘာတွေပြောနေရလဲပေါ့နော်ဘာတွေပြောနာလဲပေါ့ကျွန်တော်လည်းမနားမလဲကိုနားမလဲတဲ့ဘာသာဖြစ်တော့ဩဒါဘာတွေလဲပေါ့စဉ်းစားလို့ရှိသေးတယ်မဲပြည်ပြင်းမီဒီယာတွေရေးလာတယ်ဗျတန်းစီရေးလာတယ်နော်တန်းစီရေးလာတယ်ပေါ့နော်ကျွန်တော်လည်းသူတို့ရေးလာတော့မှလည်းသိတာပါကျွန်တော်တို့ကပို့လိုက်ပြောရင်ဘယ်လိုသိမှာလဲဗျာဒါတွေကကျွန်တော်တို့ဘယ်လိုသိနိုင်မလဲဝါလူကြီးပြောကြတော့ကျွန်တော်တွေ့တော့ကြည့်တော့ဩဟောဒါလေးလားပေါ့အဲ့လိုဖြစ်သွားတာဟောဟာဒါဟောဟာအဲ့လိုဖြစ်ကုန်တာပေါ့နော်ဆိုတော့ဘယ်လိုဖြစ်တာလဲဆိုတော့ဒီလိုဗျသူတို့ပြည်ပြင်းမီဒီယာရေးထားတာကိုကျွန်တော်မြင်ရတာပေါ့နော်တက်မှလည်းအပြောင်းလဲလုပ်နေတယ်လို့ရေးတယ်ပြည်ပြင်းမီဒီယာတွေကဘယ်လိုပြောင်းလဲလဲဆိုတော့ဒီတချို့သောဒုတိယဗိုလ်ချုပ်ကြီးအဆင့်တွေပေါ့နော်အဆင့်တွေအကုန်လုံးယာရုတွေနေရာတွေရွှေ့ရလောက်တာလို့ကျွန်တော်ရေးတယ်ဗျဥပမာဆိုကြပါစို့ဒီရေးရဆိုရင်နေပြည်တော်တိုင်းမှုဗိုလ်ချုပ်စိုးမင်းကိုဒုတိယဗိုလ်ချုပ်ကြီးအဆင့်ယာရုတိုးပြီးတော့လေကြောင်းရန်ကာဝေးတပ်ဖွဲ့ရရှိချုပ်ဖြစ်နေခန့်ရလိုက်ပြီတဲ့နေပြည်တော်ရဲ့တိုင်းမှုဗိုလ်ချုပ်စိုးမင်းဆိုတဲ့ပုဂ္ဂိုလ်ကိုလေကြောင်းရန်ကာကွယ်တပ်ဖွဲ့ရရှိချုပ်ဖြစ်နေခန့်ရလိုက်တယ်တဲ့ဆိုပြီးတော့ရေးကြတယ်ပေါ့နော်ဒါတော့စစ်ထောက်ချုပ်တာဝန်ထမ်းဆောင်နေတဲ့ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းဒါရခင်တော့ရန်ကုန်တိုင်းမှုပေါ့နော်အဲ့အနေကိုသူ့ကိုစေးချုပ်ဖြစ်နေပြောင်းလဲခန့်ရလိုက်တယ်တဲ့နော်စစ်ထောက်ချုပ်နေရာမှာတော့ခုနဒီမကြာခဲ့ပြန်ခေါ်လိုက်တဲ့ကြားပြည်တော်ဝင်းချုပ်ညာဝင်းချုပ်ပေါ့နော်ဝင်းချုပ်ကနေပြန်ခေါ်လိုက်တဲ့စစ်ဘက်ကိုပြန်ခေါ်ထားတဲ့ဒုတိယဗိုလ်ချုပ်ကြီးဇော်မျိုးတင်ကိုခန့်လိုက်တယ်တဲ့ပြောရရင်တော့ဗျာနေပြီးတော့တိုင်းမှုဗိုလ်ချုပ်စိုးမင်းကိုဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရာထူးတိုးပြီးတော့လေကြောင်းရန်ကာကွယ်ရေးရရှိချုပ်ဖြစ်နေခန့်တယ်ဗိုလ်ချုပ်ဇော်ဟိန်းဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းစစ်ထောက်ချုပ်အဲ့သူ့ကိုတော့စေးချုပ်ပြောင်းလိုက်တယ်အဲ့တော့စစ်ထောက်ချုပ်နေရာလိလက်သွားတဲ့အခါမှာကြားပြည်နေရာပြန်လာတဲ့ဒုတိယဗိုလ်ချုပ်ကြီးဇော်မျိုးတင်ကိုဒီစစ်ထောက်ချုပ်ဖြစ်နေခန့်လိုက်တယ်ပေါ့ဗျာနော်ပြီးတော့လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်အဲ့ဆိုရင်တာဝန်မူလတာဝန်ယူခဲ့ဘူးတဲ့ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်ကဘယ်ရောက်သွားတယ်လဲဆိုတော့သူ့ဖက်ခနဲ့ဆိုပြီးတော့ရုရှားနိုင်ငံဆိုင်ရာမြန်မာတပ်မကြီးဖြစ်နေခန့်လိုက်ပါတယ်ဆိုပြီးရေးတယ်ပေါ့နော်ဆိုတော့တခါဒီအဲ့ဒါအပြင်အောက်မှာလည်းပြောင်းလဲရှိပါတယ်ပြောင်းလဲအောက်မှာလည်းတိုင်းမှုနေရာတွေပြောင်းလဲရှိတယ်ပေါ့နော်ဆိုတော့ဒီပါထားပါတော့တောင်ပိုင်းတိုင်းမှုဗိုလ်ချုပ်ကြီးတိုက်ကိုနေပြီးတော့ရွှေ့လိုက်တယ်ဆိုတာမျိုးတွေပေါ့နော်ဆိုတော့အစသဖြင့်ပေါ့နေပြီးတော့ခုနနေရာကိုတိုင်းမှုတောင်ပိုင်းတိုင်းမှုဒီတောင်မှုမှာထိုင်တဲ့တိုင်းမှုဗိုလ်ချုပ်ကြီးတိုက်ကိုဒီနေပြီးတော့ရွှေ့တယ်နေပြီးတော့တိုင်းမှုဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့တောင်ပိုင်းတိုင်းနေရာကိုတော့စစ်တပ်ကတူကျောင်းကြီးဗိုလ်ချုပ်သူရဇော်လွင်စိုးကိုခန့်တယ်ပေါ့ဗျာအစသဖြင့်ပေါ့စစ်တပ်ကကျောင်းကြီးနေရာမှာတော့တပ်မတော်ဒီပြတ်တဲ့ကျောင်းကြီးဗိုလ်ချုပ်အောင်ထေးကိုခန့်တယ်လို့အစသဖြင့်ပေါ့ဗျာအဲ့ယာရုတွေအပြောင်းလဲတော့ပြောတော့နောက်တစ်ခါဒီတပ်မတော်စစ်တပ်ကတူကျောင်းကြီးဗိုလ်ချုပ်စိုးညွန့်ကိုဒုတိယတပ်မတော်လေ့ကျင့်ရာရှိချုပ်ခန့်တယ်လို့နော်ဗာလဲဒီတပ်မတော်လေ့ကျင့်ရာရှိချုပ်အဖြစ်ကဘယ်သူလဲဆိုတော့ဒီနောက်ပိုင်းနဲ့စစ်တပ်ချုပ်ဗိုလ်ချုပ်ကျော်စွာဦးသူ့ကိုတွားပြီးတော့တပ်မတော်လေ့ကျင့်ရာရှိချုပ်ခန့်တယ်ပေါ့စသဖြင့်အဲ့ဒါမျိုးတွေသူကယာရုတွေအပြောင်းလဲဖြစ်တယ်ပေါ့ဆိုတော့တပ်မတော်မှာလည်းအပြောင်းလဲဖြစ်နေတယ်ဆိုတော့ထူးခြားတာကအဲ့ဒီမှာဒီအဲ့ဒါအပြင်ဘာထူးခြားသေးလဲဆိုတော့ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်ကရုရှားတပ်မကြီးဖြစ်သွားတယ်လို့ရေကဗိုလ်ချုပ်ကြီးတယောက်ရှိသေးတယ်သူကလည်းဟိုရေကဒုတိယဗိုလ်ချုပ်ကြီးတယောက်ကလည်းသူကအမေရိကန်တပ်မကြီးဖြစ်နေထွက်သွားတယ်
နောက်တစ်ခါလေကဒုတိယဗိုလ်ချုပ်ကြီးတယောက်ကလည်းသူကလည်းတရုတ်တန်မှဖြစ်ထွက်သွားတယ်အဲ့ဒါလည်းကျွန်တော်တို့ဒါစင်းတွေထွက်လာတွေ့ရတယ်ဆိုတော့ထွက်လာတဲ့စင်းတွေကိုကြည့်ပြီးတော့ကျွန်တော်တို့တော်တော်စိတ်ဝင်စားတယ်ပေါ့ဗျာဆိုကြပါစို့ခင်ဗျားတို့ပြောရင်တော့ဒီစူးစီးရရှိချုပ်လေဖြစ်ခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်သူကတရုတ်တန်မှကြီးဖြစ်သွားတယ်ဒါကတော့တရားဝင်ထွက်သွားပါပြီစာကတော့နောက်ဒုတိယဗိုလ်ချုပ်ကြီးမျိုးမောကရုရှားတန်မှကြီးဖြစ်တယ်လို့စူးစီးရရှိချုပ်ရေဒုတိယဗိုလ်ချုပ်ကြီးအေမင်ထွေသူ့ကိုလည်းအမေရိကန်တန်မှကြီးဖြစ်ခတ်လိုက်တယ်ပေါ့ဒါဒီအပြောင်းလဲတွေလုပ်တယ်ဆိုတော့မျိုးပေါ့နော်အများကြီးပဲဗိုလ်ချုပ်တွေတွေရာထူးတွေပြောင်းလဲတက်မလို့ပုံမှာလည်းအကြီးကျယ်လုပ်တယ်ပေါ့ဆိုတော့အဲ့မှာကြီးလိုက်တဲ့ခါကျတော့ဒီအပတ်စဉ်တွေတက်မလို့အပတ်စဉ်တွေစီနီယာကြီးလိုက်တဲ့ခါကျတော့ဗိုလ်ချုပ်ဇော်မျိုးတင်ကတော့ဒုတိယဗိုလ်ချုပ်ကြီးဇော်မျိုးတင်ကတော့အပတ်စဉ်32သူအပတ်စဉ်32ဒါပေမဲ့သူ35ဖြစ်တဲ့ဗိုလ်ချုပ်ကြီးကျော်စွာလင်းက35ဗိုလ်ချုပ်ကြီးနံပါတ်3ကောင်းဆောင်ဖြစ်နေဆိုတော့32နဲ့39ကြာမှာအပတ်စဉ်3ခုကွာပြီမဲ့သူကဗိုလ်ချုပ်ကြီးဒုတိယဗိုလ်ချုပ်ကြီးဇော်မျိုးတင်တဲ့စီဂျူနီယာကြတဲ့ဗိုလ်ချုပ်ကျော်စွာလင်းကနံပါတ်3ကောင်းဆောင်နေရရောက်တယ်အဲ့တော့ဒီဗိုလ်ချုပ်ဇော်ဟိန်းတို့ဘာလို့ကတော့အပတ်စဉ်39တို့ဘာလို့ဆိုတော့နည်းနည်းလေးပြဿနာမရှိဘူးပေါ့နော်35နဲ့39ကဂျာကွာချက်တွေရှိတယ်အဲ့လိုပဲတခြားတချို့ဗိုလ်ချုပ်တွေကကွာချက်ရှိတယ်အဲ့တော့ခုနစူးစက်ကြီးကိုလေရေပေါ့လေရေနဲ့နောက်ဒီဗိုလ်ချုပ်မျိုးမောအောင်တို့အုပ်စုတွေကျတော့32ပတ်လည်တွေပေါ့နော်ဆိုတော့35ရဲ့အထက်ကလူတွေကြီးပဲဆိုတော့အဲ့ဒီအုပ်စုတွေကျတော့သူကတားမဲ့တွေရှုလိုက်တယ်ဆိုတော့ကြည့်ရတာလမ်းရှင်းနေသလားပေါ့နော်လမ်းတွေရှင်းနေလားတချို့လမ်းတွေရှင်းထုတ်နေသလားပေါ့နော်ဘာလို့တက်မှာအပြောင်းလဲလုပ်တဲ့ခါသူက senior junior တွေကတအားစဉ်းစားရတာရှိတယ်ပြီးတော့ဒီအတွဲပေါ့အပြော့မှာအပြော့ line hard line နဲ့ soft line တွေတွဲပေးရတယ်ရှိတယ် hard line နဲ့ soft line တွေတွဲထုတ်ပေးရတယ်ရှိတော့တက်လဲအပြောင်းလဲအကြီးကြီးလုပ်နေတယ်လာမဲ့ခင်းချင်းတွေတက်မှာလဲသူ့ဘက်ကပြင်ရရှိတယ်ပြင်နေတယ်ပေါ့ဆိုတော့ခံမှန်းကြည့်တာကတော့ဗျာခံမှန်းကြည့်တော့တက်မှာလဲအားလုံးကဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုတက်ချုပ်ဖြစ်သွားမယ်လို့အားလုံးခံမှန်းကြတယ်ဒီနေ့တော့ကျွန်တော် Facebook မှာ post တစ်ခုဟိုပေါက်ကရရေးနေတဲ့ page တစ်ခုရှိတယ်ကျွန်တော်ရေးလဲရေးရအဲ့ page ကကျွန်တော်လည်းတစ်ခါတလေရေးတယ်ပေါက်ကရရေးတာရေးနေရတာဗိုလ်ချုပ်စောမထိုးလည်းရေးတယ်ကျွန်တော်လည်းရေးတယ်တခြားလူတွေရေးတယ်ရေးနေပေါက်တက်ကရေးနေ page တစ်ခုရှိတယ်အဲ့ page ကတက်လာတဲ့ဟာလေးကျွန်တော်ကြည့်ပြီးတော့ပြုံးလဲပြုံးမိတယ်တစ်ခါတည်းကြိုက်ဒါကိုကျွန်တော်ခင်ဗျားတို့ဒီသတင်းတွေအတီတွေပါလို့ပြောနေတာမဟုတ်ဘူးဒါပေမဲ့အဲ့လိုပေါက်တက်ကရထွက်လာတဲ့ဟာတွေကိုပြောပြနေတာဘယ်လိုပေါက်တက်ကထွက်လဲဆိုတော့ရွေးကောက်ပွဲဖြစ်နေကြီးအပြီး line နဲ့ကတဲ့သမရတဲ့ဗိုလ်ချုပ်ကြီးမင်းအောင်လိုင်းနဲ့အမျိုးသားလူတော်ဥက္ကဋ္ဌဦးအောင်လင်းတွေ့တယ်ပြည်သူ့လူတော်ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမြထုံးဦးတဲ့ sorry ဦးမြထုံးပေါ့ဗိုလ်ချုပ်ကြီးမဟုတ်တော့ဦးမြထုံးပေါ့အဲ့နော်မြို့သားလူတော်ဥက္ကဋ္ဌဦးအောင်လင်းတွေ့ပြည်သူ့လူတော်ဥက္ကဋ္ဌဦးမြထုံးဦးတဲ့တက်ချုပ်ကဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းတဲ့ဒုချုပ်ကဗိုလ်ချုပ်ကြီးကျော်စွာလင်းပေါ့အဲဒီလိုသူကတင်ထားတယ်ကျွန်တော်အံ့အားတင်တယ်ဒီလိုတင်ထားတွေ့တယ်ကျွန်တော်အံ့အားတင်ဩဒီလိုတက်လာသားပေါ့ဒါပေမဲ့ तू ချတဲ့အဲ့ line နဲ့9ယောက်ကပြောရင်ဖြစ်နိုင်ခြေအရှိဆုံး line နဲ့ဖြစ်နေတာသွားတွေ့ရတယ်ဖြစ်နိုင်ခြေအရှိဆုံးပေါ့နော်မှန်တယ်ပြောတော့မဟုတ်ဘူးဖြစ်နိုင်အရှိဆုံး line နဲ့ဖြစ်နေသွားတွေ့ရတယ်ဆိုတော့ပြောချင်တာအဲ့ဒီထက်က तू တင်ထားတဲ့9ယောက်တည်း2ယောက်သုံးဖို့3ယောက်လောက်ကမှန်အောင်မှန်နေမဲ့သဘောရှိတယ်ဆိုတော့သွားတွေ့ရတယ်ဒါလည်းလာမယ့်အခင်းချင်းတွေပါလူတွေလည်းဒီလာမယ့်ခေါင်းဆောင်ဘယ်သူလုပ်မှလဲဗိုလ်ချုပ်ကြီးကသမရလုပ်မှလားမလုပ်ဘူးလားဆိုတာလူတွေစိတ်ဝင်စားကြတယ်လို့တက်ချုပ်ကဘယ်သူဖြစ်မှလဲဆိုတော့တော်တော်စိတ်ဝင်စားတယ်ဘာလို့ဆိုဒီတိုင်းပြည်ရဲ့တကယ် key point ကတက်ချုပ်နဲ့သမရမှာရှိတယ်တခုရှိတာကသမရဒီတက်မတော်နဲ့အဆင်ပြေတဲ့လူတက်မတော်ကလည်းလေးစားတဲ့သူဆိုရင်တော့တက်ပေါ်မှာဩတာညောင်းတယ်သမရကတက်ကိုလည်းမလေးစားဘူးတက်ကိုသမရကလည်းမလေးစားဘူးเนาะတက်မတော်သမရလည်းလေးစားဆက်ဆံတာရှင်းမရှိဘူးတက်ကလည်းအဲ့လူမလေးစားဘူးအဲ့သမရလည်းမလေးစားဘူးဆိုရင်အဲ့တက်နဲ့သမရလည်းဘယ်လိုလုပ်ပြီးအဆင်ပြေမလဲဒါနိုင်ငံတကာနိုင်ငံမှာဖြစ်လေဖြစ်တာရှိတဲ့အရာတွေပဲဒါကြောင့်တိုင်းပြည်မှာဖြစ်နေတာစဉ်းစားဖို့လို့ဥပမာမာဒူရိုဖြစ်စဉ်ကြည့်ဗင်နီဇွဲလားဖြစ်စဉ်မာဒူရိုဖြစ်စဉ်ကြည့်ဖြည်းဖြည်းချင်းရေးချင်းတွေးကြည့်ရင်ဗင်နီဇွဲလားတက်မတော်နဲ့ဗင်နီဇွဲလားအဲ့ဟိုမာဒူရိုရဲ့အောက်ကအစိုးရအဖွဲ့ကမာဒူရိုဖြုတ်ချခြင်းနေလားကြာပြီလားတော့စဉ်းစားကြရဖြစ်တယ်ဘာလို့သူတို့ကလည်းဖြုတ်ချခြင်းလို့များနောက်ကနေသူတို့ကလည်းအနိကကောက်ပြီးကစ်နောက်ကျောထားရင်ကစ်ထည့်ရတာပေါ့နော်ဒီနေရာမှာမာဒူရိုကောင်းတယ်ဆိုတယ်ပြောတာမဟုတ်ဘူးနော်ပြောချင်တာမာဒူရိုဖြုတ်ချခြင်းတဲ့အတွက်အမေရိကန်ရဲ့လက်နဲ့ဖြုတ်ချလိုက်သလားတော့မသိဘူးတော့စဉ်းစားကြည့်ပါတော့အခုအစ်တက်လာတဲ့ဒုတိယသမ္မတအနေသမ္မတဖြစ်လာတဲ့လူကအမေရိကန်နဲ့အစီအပြန်ပေါင်းမှာမယ်လို့ထပြောနေဆိုကြတဲ့ပြီးတော့ဗနီဇွဲစစ်တပ်ကြီးတရားလုံးရှိပါလေနဲ့ပါသွားတဲ့ကိစ္စကြီးကတာမန်ကိစ္စတွေမဟုတ်ဘူးပေါ့ဒါကြောင့်ရိုးရှင်းမနေဘူးအဲတခါကျရင်ဒီတက်နဲ့နိုင်ငံတော်အကြီးအကဲတွေသမ္မတဖြစ်တဲ့ပုံကနေကအလိုင်းဖြစ်ဖို့လိုတယ်တက်နဲ့အဆင်မပြေရင်ကထားပါတော့သမ္မတဖြစ်တဲ့ပုံကတက်ကလူတွေအထင်မကြီးဘူးဗျာတက်ကိုစော်ကားနေမယ်တက်ကိုပုတ်ခတ်ပြောနေမယ်တစ်ချိန်လုံးတက်ကိုခင်ဗျာအဲ့ရွေးကောက်တင်ပြောခံထားတဲ့သမ္မတတက်ကိုတစ်ချိန်လုံးစော်ကားမော်ကားပြောလာမှဆိုရင်တက်ကလူတွေကလည်းဘယ်သူတို့ဘာလဲနှလုံးသားတွေရှိတယ်လေဗျာသူတို့လည်းခံစားချက်တွေရှိတယ်လေဗျာသူတို့လည်းပြီးတော့ဟိုဘာလဲဆိုတော့ယုံကြည်ချက်တွေရှိတယ်မျှော်လင့်ချက်တွေရှိတယ်ဗျာတိုင်းပြည်တစ်ပတ်သူတို့လည်းတာဝန်တွေထမ်းဆောင်နေရအသက်ပေးပြီးတော့အဲ့ဒီအချိန်ကြီးမှာသူတို့ဒီလိုစော်ကားပုတ်ခတ်တာများလိုက်ဘယ်အဆင်ပြေအဲ့တော့သမ္မတနဲ့တက်နေရအဆင်ပြေလို့မရဘူးအဆင်မပြေလို့မရဘူးအဆင်မပြေပြဿနာရှိတယ်အဲ့တော့တက်ကသမ္မတကိုအဲ့တက်ကလူတွေကဟာဒီသမ္မတငါတို့ချမ်းတကယ်လေးစားထိုက်ပွဲပုဂ္ဂိုလ်ပါလို့လေးစားနေပြီဆိုရင်အဲ့သမ္မတတက်ဖို့ဩတာကြောင်းလိမ့်မယ်တက်ကကြည့်လိုက်တယ်တက်လာတယ်ကောင်ကျဲတော့ဘောင်းမီစွတ်ကျင်နဲ့ချင်းခန့်နေတဲ့ကောင်ကငါတို့သမ္မတကာရကပြေးဖွင့်ပေးတဲ့ကောင်ငါတို့သမ္မတအမလီမြတ်စွာဘုရားငါကာရကပြေးဖွင့်ပေးတဲ့လူကတော့သူတို့လည်းပို့ပြီးတော့ဟိုပြည်သာတက်သေးတယ်အဆင့်တန်းလည်းရှိသေးတယ်ဒီကောင်တွေကသမ္မတအဲ့လိုလားဒီလိုမင်းလှုပ်ရှင်နဲ့ရှောက်လို့ရချင်းဆိုရင်ကွာမင်းဆိုတော့မျိုးဖြစ်လာပြီဒူရီယာလို့ကြည့်တယ်အဲ့ဒါကြောင့်
ခါကျရင်ပေါက်ရည်ရှောက်လို့ကြတဲ့ဇလက်တွေစိုးတယ်ဗျာဒါကြောင့်ကျွန်တော်ပြည်သူလူထုကလည်းအဲ့ဒီ knowledge တွေရှိကြဖို့လိုတယ်တက်နဲ့ဒီအစိုးရဘက်ကတက်လာမယ့်ခေါင်းဆောင်တွေကရန်ဖြစ်နေလို့မရဘူးအထူးသဖြင့်အစိုးရဘက်ကတက်လာတဲ့ခေါင်းဆောင်ဟာတက်ကိုတော်ပြီးရန်ရှာနေလို့မရဘူးတက်ဟာသူ့ရဲ့အင်အားဖြစ်နေတုံးရပါတက်ကိုတော်ရန်ရှာနေလို့မရဘူးကျွန်တော်ဒါအမြဲတမ်းချိန်ခါပြောခဲ့တဲ့စကားပဲဒါကြောင့်နောက်လာမယ့်အစိုးရတွေမှာအဲ့ဒီတိုင်းပဲဖြစ်မဲ့အခင်းချင်းတွေကလည်းအဲ့ဒီတိုင်းပဲတော့မှာဒါကိုသိဖို့လိုတယ်ဒါတက်ကိုကျွန်တော်တို့ကဖျားလို့ကိုးကွယ်ခိုင်းတာမဟုတ်ဘူးတက်ကိုလေးစားခိုင်းတာတန်ဖိုးထားခိုင်းတာအတုံးချခိုင်းတာတက်ကိုတုံးခိုင်းတာတက်ကိုတုံးခိုင်းတာတက်ကအင်အားကိုအတုံးပြုတ်ပြီးတော့တိုင်းပြည်ကိုတိဆောက်ခိုင်းတာလွယ်လွယ်လေးတက်ကလုံနိုင်စွမ်းအင်အားတွေကိုအတုံးချပြီးတိုင်းပြည်တိဆောက်တာဘယ်ကမ္ဘာနိုင်ငံမသိသေးမှမဆိုတက်ကအင်အားကိုအတုံးချပြီးတော့ပဲနိုင်ငံတိဆောက်သွားတာခင်ဗျအမေရိကန်မှာလည်းအခုမာဒူရိုဝင်ဖမ်းသွားတာစစ်တပ်ကိုမသုံးလို့ဒေါ်နယ်ထရန့်ရဲ့သူကလည်းလီနဲ့ခုံစိန်ဖမ်းတာဟုတ်ဘူးလားရိုးရှင်းဆုံးအဖြေတွေထွက်နေတာပဲတရုတ်မှာရောရှီကျင်းပင်ကသူ့စစ်တပ်ကိုသူကိုယ်တိုင်စစ်တပ်ကိုလေးစားတာမဟုတ်တာစစ်တပ်ကိုသိချာဖြစ်ခဲ့တာမဟုတ်ဘူးလားတိဆောက်ခဲ့တာရုရှားကလည်းသူ့စစ်တပ်ကိုသူပူတင်ကသူ့စစ်တပ်ကိုသူတိဆောက်တယ်မြောက်ကိုရီးယားကလည်းသူလည်းသူ့စစ်တပ်ကိုသူတိဆောက်တယ်သူ့စစ်တပ်ကိုကောင်းတိဆောက်တာမြန်မာနိုင်ငံမှာကြာမှာပဲစစ်တပ်ကိုတစ်ချိန်လုံးလည်းညှိုးလို့ရန်ရှာနေတာအဲ့လိုနိုင်ငံရေးသမားတွေတက်လာရင်ပြဿနာရှိတယ်ဒါကြောင့်ကျွန်တော်တို့ကနားလည်ဖို့လိုတယ်ပြည်သူလူထုအဲ့ဒါကိုပြောနေတာတစ်ချိန်လုံးကျွန်တော်ပြောနေအဲ့ဒါတက်ကိုကျွန်တော်ကခင်ဗျားတို့တက်ကိုလက်ဥချီရှ िख ိုးရမယ်နော်ထောက်ခံရမယ်နော်ကြိုးစိုးရမယ်နော်အားပေးရမယ်နော်တက်ကိုပြောနေတာမဟုတ်ဘူးတက်ကိုအသုံးတတ်ဖို့လိုတယ်လို့ပြောတာတက်ကအင်အားကိုအသုံးချပြီးတိုင်းပြည်ကိုတိုးတက်အောင်လှုပ်ရှားမှာခင်ဗျားတို့အဲ့တက်ကလူတွေကအကုန်လုံးကအဲ့တက်လာတဲ့ခေါင်းဆောင်ကိုခင်ဗျားလုံးဝလေးစားသွားလိမ့်မယ်လက်ခံသွားလိမ့်မယ်အဲ့ဒါဆိုရင်တက်နေတဲ့တမရနဲ့အလိုင်းဖြစ်သွားရင်တက်ကိုတို့ကတက်ကငကိုတွေကတမရကိုကျွန်တော်ခဏပြောပြတယ်တက်မတော်ခေါင်းဆောင်တွေဟာနန်းဆောင်နေတာနန်းဆန်တဲ့သူတွေမဟုတ်ဘူးနန်းကိုစောင့်ပေးနေတာဒီနန်းတော်ကြီးလုံခြုံမှုတွေစောင့်ပေးနေတဲ့ပုံကိုယ်တွေနန်းတော်ကိုစံတာမဟုတ်ဘူးသူတို့နန်းတော်စံရင်ယူနီဖောင်းတွေချုပ်ပြီးမှနန်းကိုစံလို့ရတာသူတို့ရဲ့ယူနီဖောင်းချုပ်လိုက်မှသူနန်းဆန်လို့ရပါသူယူနီဖောင်းမချုပ်မချင်းနန်းဆန်လို့မရဘူးသူ့ရဲ့တက်ကပေးထားချက်ကအဲ့တိုင်းအဲ့တော့ယူနီဖောင်းချုပ်အရသားဖြစ်မှတက်ကခေါင်းဆောင်တက်ဆိုတမရလုပ်လို့ရတာဒါကြောင့်ဘိုးချုပ်မှုကြီးတော်ပြောတယ်သူ့ကိုမေးတဲ့အချိန်မှာပြောတယ်လေကျွန်တော်ကအခုချိန်နိုင်ငံဝန်ထမ်းဖြစ်နေတော့မယ်ဆိုတော့သူပြောတယ်လေဒါတွေကအလကားပြောနေတာမဟုတ်ဘူးဆိုတော့သိကြဖို့လိုတယ်လို့ကျွန်တော်ပြောချင်တာเนาะဒါလေးကကြုံကြိုက်လို့တာပြောင်းလေးတွေပါထုတ်နေပြီเนาะအမှတ်စဉ်30အပတ်စဉ်ကျွန်တော်ထင်တယ်30နဲ့နှစ်တွေလည်းရွှေ့ပြီးတော့33 34လောက်ထိကိုကျွန်တော်ရှင်းထုတ်နေမယ်ထင်တယ်35တွေရှိမယ်35ရဲ့အောက်က35ထိကငြိမ်ပြီးတော့35ရဲ့အောက်တွေကတဖြည်းဖြည်းချင်းဒီယာရုတွေအပြောင်းလေးတွေအများကြီးဖြစ်လာမယ်လို့ကျွန်တော်မြင်တယ်ပြီးတော့အပတ်စဉ်ဟို40တွေ41တွေကတချို့တွေယာရုတွေတက်လာပြီ42တွေတက်လာပြီ43တွေတက်လာကြပြီ38 39တွေလည်းသူယာရုသူရှိကြပြီ36တွေလည်းရှိတယ်39တွေလည်းရှိတယ်နောက်ဒီ42 43လောက်ထိ43လောက်44လောက်ထိတော့အခုတော်တော်လေးခွင့်လဲနေကောင်းနေပြီ44တော့တက်မှမှုတွေစထွက်နေပြီဆိုကြတဲ့ကဒါတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့တက်မှလည်းအပြောင်းလဲလုပ်နေတယ် music new block တွေပေါ့နော်ပြင်နေတယ်ဆိုတော့တွေ့ရတယ်တချို့လူကြီးတွေတချို့တွေကပြောတယ်တိုင်းမှုတွေကနည်းနည်းတော့အရန်ငယ်လွန်းနေတယ်ဆိုတချို့တွေကပြောတယ်ဒါပေမဲ့လည်းဒီနှစ်ခေတ်ခါရဆိုတော့လိုအပ်ရင်တော့ဟိုတကယ်တော်ရင်လည်းထားရမှာပါပဲเนาะဒါလေးသိဖို့လိုတာပေါ့တကယ်တော်ရင်ထားရမှာပါပဲလေเนาะငယ်တာကြီးတာဆိုတော့လေဟိုကျွန်တော်တို့ကတခါကျခစ်နဲ့တိုင်းရတာတော့မဟုတ်တော့ဘူးဗျဟိုခစ်နဲ့ဟို sorry ကိုအရင်ရခင်နဲ့တိုင်းတာမဟုတ်ခစ်အလျောက်ခစ်နဲ့လိုက်လို့ကြီးတွေဖြစ်ရတာပဲဒီလိုတော့ကျွန်တော်နားလည်ထားပါတယ်เนาะဒါကတစ်ခုပေါ့เนาะနောက်တစ်ခုကကျွန်တော်တစ်ဖက်မှာအဲ့ဒါပြောနေပေမဲ့တစ်ဖက်မှာလည်းခုနဒီကိုဟိုဗာလဲကျွန်တော်တို့ဒီအာနာကိစ္စတွေပြောနေတယ်တစ်ဖက်မှာကိုကမ်ဘောဒီးယားသတင်းတစ်ခုထွက်လာတယ်အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်ချန်ဂျီကမ်ဘောဒီးယားချန်ဂျီဆိုတာခင်ဗျားတို့လည်းသိတယ်ကမ်ဘောဒီးယားချန်ဂျီ Prince Guru ကခေါင်းဆောင်ချန်ဂျီ तू ကဟွန်ဆန်နဲ့ဟွန်မန်နဲ့ရဲ့အကြံပေးအရာရှိတော့လုပ်ခဲ့တာကြံပေးပုဂ္ဂိုလ်တော့လုပ်ခဲ့တာအဲ့ပုဂ္ဂိုလ်ခင်ဗျာကမ်ဘောဒီးယားမှာဟွန်ဆန်ဟွန်မန်နဲ့ပြီးရင်ဩဇာကြီးတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်နေသူရှိနေတာချန်ဂျီကအခုဘာဖြစ်သွားလဲချန်ဂျီကိုကမ်ဘောဒီးယားဖမ်းပြီးတရုတ်ပို့လိုက်ဘလို့မှမထင်ထားတဲ့ကိစ္စကြီးလို့ပြောလို့ရတယ်ချန်ဂျီကိုဖမ်းပြီးတော့ကမ်ဘောဒီးယားပို့လိုက်တယ်ခင်ဗျာဗျာဟွန်မန်နဲ့တို့ဟွန်ဆန်တို့ကသူ့ရဲ့ဘေးနားမှာအကြံပေးရရှိပြီးမြတ်ထားတဲ့ပုဂ္ဂိုလ်ကိုဖမ်းပြီးတော့တရုတ်ပြည်ပို့လိုက်တယ်သွားအဲ့ဒါဘာလဲဆိုတော့ခုနရှားဖြန့်ခေါ် online scam online လိမ်လည်မှုတွေနဲ့ပတ်သက်လို့တီးထည့်တယ်။ချမ်းချီနဲ့ပတ်သက်တဲ့သတင်းတွေထွက်နေလဲခင်ဗျားတို့တီးပြီးကြားပြီးသားပဲ။အဲ့တော့ချမ်းချီကိုကမ်ဘောဒီးယားအစိုးရထိပါမလားလို့ကျွန်တော်တို့အားလုံးတန်တရားရှိနေတဲ့အချိန်မှာကမ်ဘောဒီးယားအစိုးရခေါင်းဆောင်တွေကသူ့အာဏာကိုထိလာရင်ချမ်းချီမကတော့ချမ်းချီဘိုးတွေလည်းမထားဘူးကွာ။သွားဆိုတာပြောချင်တာ။ဒါကြောင့်တစ်ခါကြရင်ထိတ်ဆုံးအာဏာကိုကင်ထားတဲ့ supreme leader တွေကတကယ်အာဏာအကုန်လုံးဆုတ်ကိုင်ထားတဲ့ခေါင်းဆောင်တွေကသူ့ရဲ့အကျိုးစီးပွားနဲ့သူ့ရဲ့အာဏာကိုထိပါလာတယ်လို့ယူဆရင်သူ့တစ်ဖက်လည်းသူထောင်ထဲထည့်ပါပဲအဲ့ဒါသဘာဝပဲအခုကမ်ဘောဒီးယားဖြစ်တာပြတာအဲ့ဒါပဲအဲ့ဒါကမ်ဘောဒီးယားပြတာအဲ့ဒါပဲရှင်းရှင်းလေးပဲနော်ခင်ဗျားပြန်တွေးကြည့်ထိုင်းမှာဖန်ခံရတဲ့ဟိုဟာဗလဲဗျာဒီကိုရှေ့ချမ်းဆိုလေခင်ဗျားထိုင်းမှာသူသွားနေတော့ထိုင်းမှာဘယင်လိုနေခဲ့ရတာပြီးလည်းပြီးထိုင်းရအောင်ဆိုသူ့အတွက်အန်ရရှိလာတယ်သူ့နိုင်ငံအတွက်အန်ရရှိတယ်သူတို့အတွက်အန်ရရှိတယ်ဆိုရင်ဖမ်းပြီးတော့တရုတ်စီပို့လိုက်တာပဲအခုလည်းချမ်းချီကကမ်ဘောဒီးယားအတွက်ကမ်ဘောဒီးယားခေါင်းဆောင်တွေအတွက်အန်ရရှိလို့ယူဆတဲ့နေ့မှာချမ်းချီကသွားတာထောင်ထဲရောက်သွားတာပဲသွားပို့ရတာတရုတ်ပြည်ဆိုလိုတာက
နိုင်ငံတော်ကြီးကဲရဲ့အားကိုးယုံကြည်သောပုဂ္ဂိုလ်ဖြစ်နေပါစေအောင်ခင်ဗျားလှုပ်ထားတာမဟုတ်တာလှုပ်ထားတယ်ဆိုရင်အဲ့တော့အဲ့မဟုတ်တာလှုပ်ထားတာကိုလုံးကတိုင်းပြည်ကထိခိုက်နေတယ်ဆိုရင်သူ့ပုဂ္ဂိုလ်ကြီးကထိခိုက်နေတယ်ဆိုရင်မရဘူးနော်မရဘူးအဲ့တော့ကမ္ဘောဒီးယားခွန်ဆန်နဲ့ဟိုမနဲ့တို့ကသူတို့ရဲ့ reputation လို့ခေါ်တယ်သူတို့ရဲ့ဟာထိသွားမှာကြောက်တယ်ကလာခဲ့အဲ့ကောင်သွားဖမ်းဒီချမ်းချီနဲ့ပတ်သက်တဲ့သတင်းတွေကပေါ်လို့ရောက်ထွက်ခဲ့တယ်ချမ်းချီဒီ online လောင်းကစားနဲ့ပတ်သက်အကြီးကျယ်လုပ်တယ်တကယ်ကိုမှလိန်နာမှာ special လုပ်တယ်ဆိုကျွန်တော်ဟိုးရင်တစ်ခေါက်အချင်းချင်းခါပြောကျွန်တော်လည်းပြောခဲ့ဘူးပါတယ်အခြားကျွန်တော်လိုပဲပြောနေလူတွေရှိတယ်ကျွန်တော်ထက်ပိုပြောတတ်တဲ့လူတွေလည်းပြောနေကြတယ်နော်အများကြီးပြောနေကြတယ်ပုံသားလေးပြောနေကြတယ်အဲ့တော့ချမ်းချီရဲ့ပတ်သက်မှုတွေတကယ်နာမကြီးတယ်ချမ်းချီကဘလောက်လိန်လဲ Bitcoin ဟိုအကောင့်ထဲတန်းလိန်တာ Bitcoin နဲ့ဒီလမ်းကြီး crypto တွေဝင်လိန်တာမှဒဲတွေလိန်တာမြန်မာပြည်မှာလိန်နေတာဆိုတီးတီးလေးကျွန်တော်တို့ the statesman journal မှာလွန်ခဲ့တဲ့၄ဘတ်၅ဘတ်လောက်ကပြီးခဲ့တဲ့တစ်လလောက်ကနိုဝင်ဘာလောက်ကကျွန်တော်တို့ sorry နိုဝင်ဘာလောက်ကကျွန်တော်တို့ဂျာနယ်မှာဖော်ပြတာအပြည့်စုံဖော်ပြတာတော့ဖတ်ချင်အဲ့ချမ်းချီကိစ္စလူမျိုးလောက်ကိုခင်ဗျားတို့ကဒီလိုမျိုးခြေပြီးနားလည်သွားပြီကြည်ချင်းနဲ့နားလည်သွားပြီချမ်းချီကိစ္စလောက်ကိုကြည်ချင်းနားလည်သွားဆိုတော့ကျွန်တော် the statesman ရဲ့ဂျာနယ်မှာပါတဲ့တချို့အကြောင်းအရာတွေကကျွန်တော်တော့မရှင်းပြတတ်လောက်တအားကောင်းတဲ့ဟာတွေအများကြီးပါတယ်ကျွန်တော်တို့မသိလို့ဖတ်တဲ့လူတွေကကောင်းကောင်းသိတယ်ဖတ်လိုက်တာနဲ့ဟာ statement ရမ်းမိုက်တယ်ကွာတကယ်ကောင်းတဲ့ statement တကယ်ဖတ်ကြည့်တဲ့တချို့ဟာတွေထင်မထားလောက်တကယ်ကိုသူတို့မသိတဲ့ information အများကြီးသူတို့ရတယ်တချို့တကယ်ရတယ်ပြောတော့တကယ်ပေါ့ဟာတွေကောင်းတယ်ဗျာ statement သေချာဖတ်ကြည့်တော့မှတကယ်ကောင်းမှန်းသိတာဆိုရင်နောက်မှတယောက်ပြီးတယောက်အမှားတွေတက်တာတအားတက်တယ်တော်တက်တယ်မှာတော့ထားပါတော့ဒါကျွန်တော်ကြောင်ညာနာဘူးခင်ဗျားတို့တကယ်အမှန်တိုင်းပြောပြတယ်သိတယ်လူသိတယ်ဆိုတော့ချမ်းချီကိစ္စကအဲ့မှာကျွန်တော်ရှင်းပြခဲ့ဘူးချမ်းချီကိစ္စမှာမဟုတ်အဲ့ဒီ online scale ကိစ္စတခုလို့ကျွန်တော်ရှင်းပြတယ်နော်ကြားဖြန့်ခေါ် online scale ဆိုတော့ချမ်းချီပူပါသွားပြီဒါကိုကြီးချင်းအဖြစ်မြန်မာပြည်က model တယ်ဘယ်လို model တော့ကြည့်မြင်လေမျိုးလုံးနဲ့မြင်လေကျွန်တော်မြန်မာပြည်မှာရှေ့မှာဘာဖြစ်ခဲ့လဲပယ်ဆောက်ချေလို့မိသားစုတွေလျိုဝေမြီအုပ်စုတွေနော်အဲ့ဒီအုပ်စုတွေတရုတ်ကအကုန်ဖမ်းခေါ်ရတယ်မြန်မာအစိုးရအသာတကြီးပဲဖိုင်ပို့ပေးလိုက်တယ်ဘာကြောင့်လဲဆိုတော့နိုင်ငံတနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါလာနိုင်တယ်လို့ယူဆရဲ့အဲ့ဒီပုံကိုယ်တွေကနိုင်ငံတော်ရဲ့လက်တက်ချီတန်းနေနိုင်ငံတော်ရဲ့ brand ကိုပုံရိပ်ကိုယူပြီးတော့ကိုကျိုးစီးပွားရေးတားလုပ်ခဲ့ထောင်ထဲကိုပို့ပြတာပဲနော်အခုဒီကိုကန်ဒေသရဲ့ဖြစ်စဉ်ဖြစ်ရဆိုတာတက်တည်တစ်ခုပဲ model တစ်ခုပဲအခုဗမာဆက်ဖြစ်လေအခုကရင်ပြည်နယ်မှာစောချစ်သူတို့စောတင်ဝင်းတို့နော်ဟိုပါလေဟိုစိုင်းကျော်လာတို့ဟို A1 တို့အဲ့ဒီအုပ်စုတွေနော်ဟိုပါလေဟိုစောကွဲထူးဝင်းတို့နော်အုပ်စုတွေအဲ့ဒီအုပ်စုရှိတယ်အဲ့ဒီအုပ်စုတွေသူတို့ကိုသူတို့ဟောက်လာပြီလို့ထင်နေတယ်ပဲကျွန်တော်ပြောဘူးတဲ့ဟိုတက်ကတိထဲမှာစောတင်ဝင်းရဲ့တက်ကတိထဲမှာစောတင်ဝင်းနဲ့စောချစ်သူနဲ့ပေါင်းပြီးလှုပ်ထားတဲ့တက်ကတိထဲမှာဒါ area တော့စောတင်ဝင်းရဲ့ area ပဲဒါပေမဲ့စောချစ်သူကနောက်က backup ပေးထားတယ်မသိရင်စောချစ်သူနဲ့စောတင်ဝင်းကမတဲ့သူလိုမျိုးကျွန်တော်ပြောတယ်ကျွန်တော်ရှိဝါရဖြတ်တဲ့ခါမှာသူတို့နှစ်ယောက်ကမတဲ့တော့သူလိုမျိုးစောတင်ဝင်းကစောချစ်သူကိုခွာရတိုင်းလာတယ်ဆိုတဲ့သဘောမျိုးကျွန်တော်ရှိကိုသတင်းဖြန့်ခဲ့ပေမဲ့တကယ်တမ်းကျတော့သူတို့ဘလို့ဖြန့်ကျွန်တော်သိနေတာသူတို့နှစ်ယောက်ကရှင်းပြောရင်တိမ်နဲ့မအိမ်ုံတမယ်ပဲတကယ်နဲ့မအိမ်ုံတမယ်ပဲဆိုတာကျွန်တော်သိပြီးသားအဲ့စောချစ်သူနဲ့စောတင်ဝင်းကတကယ်နဲ့မအိမ်ုံတမယ်ပဲဆိုတာကျွန်တော်သိပြီးသားအဲ့တော့ထားပါတော့အဲ့တော့သူတို့နှစ်ယောက်ချိတ်လှုပ်ထားတဲ့ဒီတက်ကတိထဲမှာမလေးရှားထွက်ပြေးလာတဲ့အစိုးရအရာရှိဟောင်းအမျိုးသမီးတူအဲ့တက်ကတိထဲမှာရှိတယ်ကျွန်တော်ပြောခဲ့ပြီးရှိတယ်ဘယ်နာထားလိုက်တော့အသေးသေးတော့ကျွန်တော်ဘယ်လိုသိမလဲအထက်မှာရှိနေတယ်ဆိုတော့သိတယ်နောက်တစ်ခါအဲ့တက်ကတိရဲ့ area ကြီးထဲမှာတရုတ်တွေနော်ကြားဖြန့်လုပ်တဲ့တရုတ်တခိုးကြဘိုးတွေပေါ့ဗျာအဲ့လိုပြောတရုတ်တခိုးကြဘိုးတွေပဲကျွန်တော်သုံးမယ်နော်တရုတ်တွေကိုဘာမှမဖြစ်တဲ့အကြောင်းဒီတခိုးကြဘိုးပဲသုံးပါပဲလူရုပ်မှာလူရုပ်မှာပဲသုံးပါပဲတခိုးကြဘိုးလူရုပ်မှာတရုတ်တွေကိုသောတင်ဝင်ကထိမ့်သိမ်းထားတာလားစောက်ရှောက်ထားတာလားတော့မသိထိမ့်သိမ်းခြင်းနဲ့စောက်ရှောက်ခြင်းမတူဘူးနော်အဲ့ထိမ့်သိမ်းခြင်းဆိုအဲ့ထိမ့်သိမ်းတဲ့စောက်ရှောက်ကျွန်တော်မသိအဲ့မှာသောတင်ဝင်အောင်ထားတယ်လူ40ကျော်ရှိတယ်လေဇဲနဲ့ဘလောက်ပေါ့ဗျာမပြောလို့ပါဘူးထားပါရှိတယ်အဲ့ထက်မှရှိတယ်အဲ့တော့အဲ့ဒီလူတွေကိုတရုတ်ကလိုချင်ပါတယ်လို့တောင်းလာရင်စောတင်ဝင်းကပေးမှာလားမပေးဘူးလားစောချစ်သူကပေးမှာလားမပေးဘူးလားမပေးရင်စောချစ်သူတို့စောတင်ဝင်းတို့ကဘာဖြစ်မလဲအဲ့တော့မြန်မာအစိုးရဘာလုပ်မလဲစောတင်ဝင်းတို့စောချစ်သူတို့ကာကွယ်ပေးမှာလားမကာကွယ်ပေးဘူးလားဆိုတော့အခုသူတို့ဒီ KNA တို့ခွဲထွက်သွားကြတဲ့မြန်မာအစိုးရအနေနဲ့ဘာတောင်းမှမရှိဘူးဒီကောင်လေးနဲ့ပတ်သက်ဘာမှကာကွယ်ပေးတဲ့အကြောင်းမရှိဘူးလိုရရင်အဲ့တရုတ်နဲ့ဖြစ်ဖြစ်အမေရိကန်နဲ့ဖြစ်ပေါင်းပြီးတော့ operation ဝင်ပလိုက်လို့ရတယ်အဲ့လောက်ထိဖြစ်သွားတယ်ကျွန်တော်ပွင့်တယ်ပဲဒီကောင်လေးလှုပ်တာတိုက်သူလို့ဒီကောင်လေးနိုင်ငံတော်သစ္စာဖောက်တဲ့သစ္စာစူးမယ်ဒါပဲဒီကောင်လေးစူးမှသစ္စာစူးမယ်ဘယ်နေရာမှာစူးမယ်ဘယ်နေရာမှာစူးမယ်တကွေ့ကွေ့မှာစူးမယ်ဘယ်ကွေ့မှာစူးမလဲကျွန်တော်မသိဘူးခင်ဗျာဟိုမှာပယ်ဆောက်ချင်လို့အုပ်စုတော်သစ္စာစူးသွားလို့ဘောပြတ်သွားပြီနိုင်ငံတော်သစ္စာဖောက်တယ်လို့သူလုပ်ခဲ့လို့ဘောပြတ်သွားပြီနော်သူတို့နိုင်ငံတော်လူကြီးတွေလက်ထိုးလိုက်ရမယ်လို့ထင်တာပတ်စံပေးလိုက်ရမယ်ထင်တာအခုဟိုးအရင်တော့ခါတော့သူတို့ရရင်ရခဲ့လိမ့်မယ်အခုလူကြီးတွေလောမရတော့ထိကိုမထီရဘူးကြားဖြတ်နေပတ်သက်တာသူ online scan နဲ့ပတ်သက်တဲ့ငွေကိုလက်ရှိအကြီးကြီးထိကိုမထီရဘူးထိလည်းမထီဘူးတတလုံးမထီဘူးဘာလို့ဒါအစိတ်တွေမစားဘူးအဲ့ဒါကိုဘုံမတိကွန်မတီအောက်ကဘုံမှုအဆင့်တွေဘူကြီးတွေသွားစားမိအဲ့ကောင်တွေဘောပြုံမှာအဲ့မတိပဲနဲ့ဆွတ်လို့ခံရမယ်ဒါကြောင့်ကျွန်တော်ကတချို့အရာရှိတွေပြောတာခင်ဗျားတို့ဒီကာလမှာတက်နိုင်သလောက်ဟိုဟာစောက်ဗာလဲဟိုဘာခေါ်လဲအဂရီကိုရှောင်းနေကြိုးစားဒီကာလမှာဘာမှဘယ်ဟာမှမထိနဲ့ဒီကာလလေးမှာဒီကာလမှာမထိချင်းရဖြစ်နောင်ကာလမှာပိုကောင်းနေတာရတတ်တယ်เนาะကျွန်တော်ရိုးရိုးလေးပြောတာအဲ့ဒါဒီကာလမှာမထိတာကကိုယ့်အတွက်အနေရခင်းတယ်
အနေကင်းလို့ကိုမထိခဲ့တဲ့အတွက်နောက်မှာပိုကောင်းတဲ့ယာရုတွေပိုမြင့်တဲ့ယာရုတွေနဲ့ပိုပြီးကောင်းတဲ့တာဝန်တွေထမ်းဆောင်ရတတ်တယ်ဒီကာလအရေးကြီးဆုံးဒါကြောင့်တက်မတော်မှာထိပ်ပိုင်းကောင်းဆောင်တွေအစိုးရထိပ်ပိုင်းအရာရှိတွေဆုံးဖြတ်ပေးတဲ့ level ရောက်သွားတဲ့သူတွေမလုံနဲ့ဒီကာလမှာဒီတကုံတခိုးချဖို့တပုံလေးကိုယုံပြီးတော့ဖတ်တီဘာတို့တကယ်ချင်းမဲ့တို့မလုံနဲ့အဲ့ကောင်တွေကခင်ဗျားတို့ကျင်းထည့်သွားလိမ့်မယ်ကြည်လို့နော်အဲ့တော့တော့မလုံကြနဲ့သတိထားကြဖို့ကျွန်တော်ပြောတာအဲ့မှာအဲ့ကြားဖြတ်ကိစ္စဆိုကြားဖြတ်ကို online scam ကိစ္စကဟိုမှာလာဦးမှာအဲ့ကရင်ပြည်နယ်ထဲမှာနည်းနည်းထပ်ရှုံဦးမှာဒီထပ်ရှုံဦးမှာအခုဘူးမသိကိုမသိနဲ့ဒါကြီးကိုအစားကောင်းတောက်ကောင်းလို့ထင်ဆွတ်စားနေကောင်တွေတချီချီမှာဒုက္ခရောက်တော့မှကျွန်တော်တို့မပြောတာဘူးပေါ့နော်ဒါတစ်ချက်ပေါ့ထားတော့အဲ့တော့ဒီချမ်းကြီးရဲ့ဖြစ်စဉ်ကတော်တော်လှတယ်ချမ်းကြီးကအဲ့တော့ချမ်းကြီးပြီးသွားရင်ကြောက်ဝေရောဘာဖြစ်မှာလဲပေါ့ကြောက်ဝေဆိုတာဘယ်ရလဲဆိုတော့လာအိုကကြောက်ဝေနော်ကျွန်တော်ရွှေတြိယန်ဒေတာထဲမှာသူ့ရဲ့ဟာကြီး heavy ကြောက်ဝေအလှည့်ကိုဘရော့ရောက်လာမှာလဲနောက်တစ်ခါတကြိုးခွိုင်လို့ခေါ်တယ်one coat ခွိုင်အုပ်စုတွေဒီကောင်တွေကဘယ်ရောက်သွားမှာလဲနော်စသဖြင့်ဒါတွေကစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီလူတွေကိုလည်းစောင့်ကြည့်နေမှာပဲအမြဲတမ်းတရုတ်ကရောစောင့်ကြည့်မယ် CIA အမေရိကန်ကစောင့်ကြည့်မယ်အဲ့တော့ဒီကောင်တွေစီမှာကျွန်တော်ခဏခဏပြောတဲ့ဒီဘာလို့ crypto account တွေရှိတယ်အဲ့ crypto account ပတ်စံတွေကကြောက်ခမန်းလေး trillion နဲ့တော့ချီနေမလားတော့မသိဘူးဆိုရင် billion မို့ trillion တော့ချီနေမလားမသိဘူးအဲ့လောက်ရှိနေမလားမသိဘူးအားလုံးပေါင်းပြောတာတော်ထဲမဟုတ်ဘူးအားလုံးပေါင်းအခုချမ်းကြီးမှာလဲဒေါ်လာ billion ရာချီတဲ့ပတ်စံတွေချမ်းကြီးရဲ့ Bitcoin ထဲမှာရှိနေတယ်အဲ့ဒါကိုတရုတ်ကကောက်မှားသွားပြီပြီးတော့အမေရိကန်လည်းလိုချင်တယ်ဒါပေမဲ့အမေရိကန်မပေးဘူးကမ္ဘောဒီးယားဘာလို့ဆိုအမေရိကန်လည်းထည့်မယ်သာတရုတ်နဲ့ထည့်မှရမှာအမေရိကန်ကဟိုအဝေးရတရုတ်လည်းထည့်တာပိုစိတ်ချနောက်မှဆိုတရုတ်လည်းမထည့်လို့တရုတ်လည်းမထည့်အမေရိကန်လည်းသွားထည့်တော့မှတော့ကြဟွန်ဆန်နဲ့ဟွန်မန်နဲ့ကိုဟိုမာဒူရိုကိုအမေရိကန်ကလာပြီးတော့ကောက်ဖမ်းသွားတယ်လို့မျိုးဟွန်ဆန်နဲ့ဟွန်မန်နဲ့ကိုတရုတ်ကဝင်ဖမ်းသွားမှာအကုန်ရှုပ်ကုန်ပဲဒါလည်းအဲ့ဒါကြောင့်တခါကြရင်တချို့နိုင်ငံရေးတွေကနောက်ကွယ်မှာကြီးမားတဲ့ပတ်သက်မှုတွေရှိတယ်ကျွန်တော်တို့နိုင်ငံဆိုတာတီးတီးလေးဒါကြောင့်ကျွန်တော်နိုင်ငံအားကောင်းဖို့လိုတယ်လို့ကျွန်တော်ခဏပြောတာလကားပြောနေတာမဟုတ်ပါဘူးဗျာသိစေချင်တာပါနော်ဒါကတခုပေါ့အဲ့တော့ကြောက်ဝေတို့ကွန်ကုတ်ခိုင်ကိုတကြိုးခွိုင်တို့အုပ်စုတွေဘယ်လိုလာအောင်လဲဒါလည်းစောင့်ကြည့်ရမယ်ပြီးတော့မြန်မာပြည်တွေကဒီ online scan နဲ့ပတ်သက်မိခဲ့တဲ့ပုံကူတွေကသူတို့ရထားတဲ့ဟာကိုနတ်ပုံနန်းလို့ထင်နေပေမဲ့တစ်ချိန်ချိန်မှာသူတို့ခွေးကြမဲ့အခင်းချင်းကိုမြင်နေရတယ်ပေါ့နော်မြင်နေရတယ်အဲ့တော့တက်မတော်ခေါင်းဆောင်တွေနေနဲ့လေအဲ့ဒီအခြေအနေချိန်ကောင်ကြည့်ပြီးလိုက်လို့ကြီးတွေပပနဲ့ဂိုင်တွေဖြည့်ရှင်းသွားလိမ့်မယ်လို့ကျွန်တော်မြင်တယ်ဘာလို့လဲလက်ရှိတက်မတော်ကကြွေးကြော်ထားပြီးသားဒီ online scan နဲ့ပတ်သက်တဲ့ကိစ္စကိုမိုးဆုံးမြေဆုံးရေဆုံးမြေဆုံးလိုက်ရှင်းမယ်လို့သူပြောထားပြီးသားဖြစ်တဲ့တက်မတော်ကတရားဝင်ကြီးညာထားပြီးသားဖြစ်တဲ့တကယ်လည်းသူလုံးကြလိမ့်မယ်အဲ့ဒီချိန်အမေရိကန်နဲ့ဖြစ်ဖြစ်တရုတ်နဲ့ဖြစ်ဖြစ်သူတို့ညှိပြီးတော့အောင်မြင်အောင်သူတို့ကောင်းတယ်ပေါ်သွားလိမ့်မယ်ဟုတ်နော်ဆိုတော့စောင့်ကြည့်ကြတာပေါ့ဘာဆက်ဖြစ်မလဲအဲ့တော့တော်ကြပြောမရဘူးနော်ဟိုစောက်တင်ဝင်းယူကုတ်ကနေဆိုအမေရိကန်လာကောက်ဖမ်းသွားတာတို့တရုတ်ကလာကောက်ဖမ်းသွားတော့အဲ့တော့မှကာနဲ့ဘလူပါတော့မသိပြသွားရင်တော့အဲ့ဒီတော့ငါဘဲတော့ငါတရုတ်ပြည်ဘလို့သွားလဲဆိုရင်တော့ကိုယ်တိုင်နဲ့ကိုယ်ကံပဲနော်စောက်တင်ဝင်းတို့စောက်ချစ်သူတို့ပေါ့နော်ပြောတာနော်ကိုရှိနေတဲ့နေရာတွေကိုမပြောနဲ့ကိုမပြောတော့ကိုမပြောနဲ့ပေါ့ဗျာခင်ဗျားတို့နေကိုမပြောတော့ကိုမပြောနဲ့ပေါ့ဗျာကိုရှိနေတဲ့နေရာကိုနော်ကြည်သာလောက်ကြပေါ့ကျွန်တော်တော့တွေ့ပြီးတော့ဒီလူတွေတော့ဘယ်တော့ဆိုညအိတ်တော့ပြောပါမလားမသိဘူးတွေးမိတယ်ရတဲ့ပတ်စံဘုံယူမှာအိတ်လို့တော့ပြောရလားမသိဘူးလို့တွေးမိတာဖြစ်နေနော်ကဲအဲ့တော့ဒါလေးကျွန်တော်ပြောပြီးတဲ့နောက်မှာကျွန်တော်တို့ဘာထပြောရမလဲဆိုတော့ဒီဘိုးနဂါးရဲ့ဖွဲ့ကိုဟိုကောင်တွေကတိုက်မယ်ဆို BNR တွေကတိုက်မယ်ဆိုပြီးသတင်းတွေစထုတ်လွှင့်တာတွေ့ရတယ် BNR တွေလို့ခေါ်တဲ့ဒီဟိုကောင်ပေါ့ဗျာဟိုကောင်ဟိုကောင်ဆိုလေဗျာမောင်ဆောက်ကဥဆောင်တဲ့အဖွဲ့ကနော်ဥဆောင်တဲ့အဖွဲ့က NUG ရဲ့အမိန့်နဲ့သူကဒီဘိုးနဂါးတက်ကိုတိုက်မယ်ဆိုပြီးတော့စာထုတ်တယ်တဲ့ရှေ့ရက်နေ့မှာစာထုတ်လာတယ်သိရတယ်ဆိုတော့ပြောရရင်တော့မကြခင်မှာဒီ BNR တွေနဲ့ဟိုဟာနဲ့ပေါ့နော်ဘိုးနဂါးအုပ်စုနဲ့တိုက်ပွဲတွေဖြစ်လာနေရှိမလားလို့စောင့်ကြည့်ရမယ်ခံမှန်းရမှာပေါ့နော်အဲ့တော့ဖြစ်လာခဲ့လေဒါထူးခြားတဲ့ကိစ္စတော့မဟုတ်ပါဘူးကျွန်တော်တို့ကတော့ဖြစ်လာတော့လည်းဖြစ်တယ်ပေါ့ဗျာကျွန်တော်ရိုးရိုးလေးပဲတွေးပါတယ်နော်ဆိုတော့စောင့်ကြည့်ကြမယ်လို့ပြောချင်တယ်အဲ့တော့ဒါပြီးသွားရင်တော့ကျွန်တော်မနှက်ဖြန်ကြရတော့ကျွန်တော်ဒီအခြားအကြောင်းအရာတွေဖြစ်တဲ့ဟိုအခြားဒီအာဆီယံမှာမြန်မာ GDP ကိစ္စတွေလည်းနည်းနည်းပြောမှပြီးတော့သုံးသပ်ပါမယ်ပေါ့နော်ဆိုတော့နောက်နေ့ကျရင်တော့အကယ်ဒမီဝက်နဲ့ပတ်သက်ပြီးတခြားသုံးသပ်တာတွေလုပ်ပါဦးမယ်နော်ကဲအဲ့တော့ဒီနေ့တော့ဒါလောက်ပါမယ်အားလုံးပဲကိုရည်သားတွေရှိပါတိုင်းပြည်ပေါ်စေနာမထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခုပ်လောကတီဗီပျော်နေတဲ့လူမိုက်လူရန်ကလူသက်အချမ်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မင်းတို့တော့ဘာလို့ပြောရင်းနဲ့ good night